ကတော့ reset မလုပ်ခင်မနက်ခင်း view လေးပေါ့နော် view လေးခဏတာကြည့်ပြီးတော့ကျွန်မတခဏနေတော့ skin care ပါတယ်ရှင်ကတော့ skin care လေးနေအတူတူပါနော်ကဲတိုင်းတော်တော်ရှုပ်နေတဲ့အတွက်ရှင်းပါမယ်အရင်ဆုံးရှားနေပါတယ်โอเคရှင်းမယ်မရှင်းဖြစ်တာကြာရင်ဖုံနေနဲ့တက်နေတဲ့အတွက် tissue လေးနဲ့လောက်ကပါတယ်နည်းနည်းတဲလေဖုံရောအများကြီးပါပဲအတရှင်းနေတော့ကျွန်မကရှင်းပြီးရဲ့အခါမှာကျွန်မမှတ်တော့လို့ပါစာအုပ်လေးစီပါတယ်ဒါကတော့ပုံမြင်လေးပေါ့နော်ဖတ်လို့လည်းစင်ပြီပါတယ်ကျွန်မပြန်ဖတ်အောင်ပါဒါကတော့ဖတ်ပြီးပါပြီဘလူးလည်းမသိပါဘူးရှင်းထဲမှာတမျိုးပါပဲဒါပေမဲ့အဆင်ပြေပါတယ်ဖတ်ကြတာဒါကတော့မဖတ်ရသေးဘူးပေါ့နော်ဖတ်ဖို့လည်းအချိန်မရှိလို့ပါဒါပုံမြင်စောဖတ်ပြီးတော့ပါပြီဒီကကျွန်မကျောင်းမှာစုရခဲ့တဲ့ဟာလေးပေါ့နော်ဒါလည်းဖတ်ပြီးတော့ပါပြီဒါကတော့မဖတ်ပါဘူးစာအုပ်တွေကိုသူ့နေရာမှာသူထားရပဲဖြစ်ပါတယ် show you before and after reset တော့ reset လုပ်ပြီးရဲ့အဟာလေးပဲဖြစ်ပါတယ်နည်းနည်းတက်ရှင်းတယ်လို့ထင်တော့ပါတယ်ပစ္စည်းရတော့တိတ်မရှုပ်တော့ပါဘူးဒီ blog ကိုကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်အားလုံးပဲဘိုင်ဘိုင်ပါ